ကဲနောက်ဆုံးတော့ Rhaenyra ဟာ Iron Throne ထက်မှာသူမရဲ့ထိုက်တန်တဲ့နေရာကိုရရှိသွားခဲ့ပါပြီ။ဒါပေမဲ့ဒီနေရာကိုရဖို့သူမရဲ့တန်ဖိုးထားတဲ့အရာတစ်ခုကိုတော့စတေးခဲ့ရပါတယ်။ဆိုတော့ဒီနှစ်မှာ House of the Dragon Season 3အပိုင်း2မှာဘာတွေပြသွားလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်ရအောင်ပါ။ဒီတစ်ခေါက်မှာတော့ပထမဆုံး intro မှာနဲ့ရေအောက်ကနေမြင်ရတဲ့ Gullet တိုက်ပွဲနဲ့စတင်ထားပါတယ်။တိုက်ပွဲဟာအပေါ်ယံမှာပြင်းထန်နေစေဖြစ်ပြီးမိကြီးတွေနဲ့ငကားမီးတောက်တွေကိုရေထဲကအလောင်းတွေအောက်ကနေလှမ်းမြင်နေရပါတယ်။ဒါပေမဲ့ action ခန်းတွေကိုတော့တေးသေးချာချာမပြသွားခဲ့ပါဘူး။အဲ့ဒီစားတေဆုံးသူတွေကိုပဲအဓိကပြသထားပါတယ်။အဲ့ဒီနောက် Dragon Seed တွေကလည်းတိုက်ပွဲထဲဝင်ပါလာခဲ့ပါပြီ။သူတို့ကတော့ Hoof Hammer of the Wife နဲ့ Arden of Hall တွေပဲဖြစ်ပါတယ်။သူတို့၃ယောက်လုံးက Valerian သွေးပါတွေသွေးနှောတွေဖြစ်ကြပါတယ်။ဒါကြောင့်သူတို့ဟာပြီးခဲ့တဲ့ season တုန်းကငကားတွေကိုပိုင်ဆိုးခွင့်ရခဲ့တာပါ။ Hoof ကတော့ Jaehaerys the Conciliator ရဲ့သားသမီးတွေကတူဖြစ်တဲ့ Sarah Targaryen သားဖြစ်ပါတယ်။ Jaehaerys ဆိုတာဒီဇလန်အစောဆုံးပထမဆုံးပိုင်မှာကျွန်တော်တို့မြင်ခဲ့ရတဲ့ဘရင်အိုကြီးဖြစ်ပါတယ်။အခု Sarah ဟာရှုပ်တော်မုံတစ်ခုထဲမှာပါဝင်ပတ်သက်နေခဲ့ပြီးအဲ့ဒီနောက် Fame စီကိုပို့ခံခဲ့ရပါတယ်။ပြောရရင်တော့ Restore Version တီလာရှင်ကြောင့်ပို့ခံရတယ်လို့မျိုးပါ။ဒါပေမဲ့သူမကထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး Narrow Sea ကိုဖျက်ကျော်ကပြစ်ဒစာအိမ်တစ်ခုမှာလှုပ်ခဲ့ပါတယ်။ Hoof ကတော့ပြီးခဲ့တဲ့ season တုန်းကဒါအချို့ကိုအခုလိုပြောပြခဲ့ပါတယ်။သူမကကျွန်တော်ကိုသူမရဲ့မောင်နှမတွေရဲ့သားတွေဖြစ်တဲ့ Viserys နဲ့ Daemon တို့နဲ့ဘာမှမထူးခြားဘူးလို့ပြောလို့ရှိတယ်။ Off ကတော့ Jaehaerys ရဲ့နောက်ထပ်သားသမီးတူဖြစ်တဲ့ Balon the Brave ရဲ့သားဖြစ်ပါတယ်။ Balon တေဆုံးမှုဟာ Tina ဆက်ခံတဲ့နေရာမှာမေကွန်းတွေကိုအစပြောစေခဲ့ပြီးနောက်ဆုံးမှာတော့ Viserys ကို Tina ရရဆက်ခံသူဖြစ်အမည်စင်းတင်သွင်းခြင်းနဲ့ဆုံးသက်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ Arden of Hall ကတော့ Collis ရဲ့သွေးနှောသား2ယောက်တွေကတယောက်ဖြစ်ပြီးသူ့မှာ Arlen ဆိုတဲ့ညီကိုတယောက်ရှိပါတယ်။ Fire and Blood စာအုပ်ထဲမှာတော့ဒီကောင်လေး2ယောက်က Leno Velaryon ရဲ့သွေးနှောသားတွေလို့ဆိုကြပါတယ်။ Leno ဟာ Rhaenyra ရဲ့ပထမဆုံးခင်မွန်းဖြစ်ပြီး Collis နဲ့ Rhaenys တို့ရဲ့သားဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရှင်ထဲမှာလိုပဲ Leno ဟာလိန်နူချစ်သူဖြစ်နေလူသိများပါတယ်။သူဟာသူ့ရဲ့ကိုယ်ပိုင်အိမ်တော်ကြီးမှာဇနီးတဲ့နေတော်ကလေးမရခဲ့တာကိုထည့်သွင်းစဉ်းစားရင်တခြားမျိုးသမီးတူနဲ့သွေးနှောသား2ယောက်ရှိခဲ့မယ်ဆိုတာမဖြစ်နိုင်တော့ပါပဲ။အဲ့ဒီစားဒါက Collis ရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့အတွက်သုံးခဲ့တဲ့ဖုံးကွယ်မှုတစ်ခုသာဖြစ်နိုင်ပါတယ်။အခုစာအုပ်ထဲမှာတော့ Dragon Seed တွေက Battle of the Gullet တိုက်ပွဲစကလေးကရှိနေခဲ့တာပါ။ဒါပေမဲ့ဒီမှာတော့သူတို့ကနေမြေရှင်းလင်းအစင်းလောင်းကြမှာပဲရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဘေးလာဟာမျက်ရည်တွေကြားကနေဂျေးစစ်ရုံလုံးကိုပွေးပိုက်ပြီး Dragon Stone စီကိုပြန်တန်းသွားခဲ့ပါတယ်။သူတို့ညောင်ကကလေးဘွားကလေးကတယောက်နဲ့တယောက်တီးခဲ့ကြတာပါ။ Season 1မှာ Rhaenyra ဟာသူမရဲ့အကြီးဆုံးသားတွေဖြစ်တဲ့ Jace နဲ့ Luke တို့ကို Daemon နဲ့ Laena တို့ရဲ့သားသမီးတွေဖြစ်တဲ့ Baela နဲ့ Rhaenys တို့နဲ့လက်ထပ်ပေးဖို့စီစဉ်ခဲ့ပါတယ်။အခုတော့ Baela ရဲ့ဝမ်းနေမှုဟာရှက်စိတ်နဲ့လည်းရောထွေးနေပါတယ်။သူမဟာ Rhaenyra ရဲ့အမိန့်ကိုမနာခံပဲ Jace ရဲ့အစီအစဉ်တိုင်းလိုက်လုပ်ခဲ့လို့နောက်ဆုံးမှာသူ့ကိုတေစေခဲ့တာကိုသူမသိနေပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းမှာပြောခဲ့သလိုပါပဲ။ဒီချိန်နဲ့တစ်ခုလုံးဟာ Season 2 Episode 5တုန်းက Jace တယောက်ခွင့်ပြုချက်မရှိဘဲ Phrase တွေနဲ့သဘောတူညီချက်ရယူဖို့ထွက်သွားခဲ့တဲ့အချိန်တွေကိုပြန်သတိရစေပါတယ်။သူမထွက်သွားခင်မှာလည်း Baela နဲ့တိုင်ပင်ခဲ့ပြီးသူမကဒါကိုဖြစ်ခွင့်ပြုခဲ့ပါတယ်။ဒါဟာ Team Black အတွက်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပေမဲ့ဆုံးရှုံးမှုတွေလည်းကြီးမားခဲ့ပါတယ်။ Rhaenyra ကိုသူမရဲ့အခန်းထဲမှာပိတ်လောင်ထားခဲ့တဲ့ Queen's Guard တပ်တော်ဆောင် Sir Lawrence ကလည်း Jace ရဲ့ရုံလောင်းကိုမြင်ရတဲ့အခါမှာသူ့ရဲ့ရွေးချယ်မှုကဘလောက်မိုက်မဲခဲ့လဲဆိုတာကိုသိသွားပါတယ်။အစားတော့က Rhaenyra ပတ်လေကလူတွေဟာ Jace ကိုထောက်ခံကြပြီး Rhaenyra ရဲ့အာဏာကိုလှစ်လူရှုခဲ့ကြပါတယ်။ဒါပေမဲ့အခုတော့သူ့ကိုမလှုပ်ဖို့တားမြစ်ခဲ့တဲ့ Rhaenyra ရဲ့အဆုံးဖြတ်ကမှန်ကန်ကြောင်းသူတို့မြင်တွေ့လိုက်ရပါပြီ။နောက်ပြီး Sir Eric က Rhaenyra ကိုလှုပ်ချက်မှုစ조사ခဲ့စဉ်တုန်းကသူမကိုတယောက်တည်းထားခဲ့ဖို့လှည့်စားခြင်းခံခဲ့ရတဲ့ Queen's Guard တပ်တော်ဆောင်လေးဖြစ်ပါတယ်။ Lawrence ဟာသူတစ်ပါးစီယုံပြောဆိုတာကိုလွယ်တကူလက်ခံတတ်တဲ့အကျင့်ကိုတကယ်ပဲရက်တက်မှုတင်ဖို့လိုအပ်နေပါတယ်။သူကမေးပါတယ်တိုက်ပွဲကိုပြီးတော့ဘေးလာကပြန်ဖြေပါတယ်နိုင်ပြီအဲ့ဒီနောက် Rhaenyra အခန်းထဲကိုဝင်လာတဲ့စက္ကန့်ပိုင်းမှာနဲ့သူမရဲ့မျက်နှာကိုကြည့်အောင်နဲ့ဘာဖြစ်သွားလဲဆိုတာကိုမြင်နိုင်ပါတယ်အမြဲတမ်းလိုပဲ Anma Darcy ရဲ့တရုတ်ဆောင်ချက်ကတော့ထူးချွန်ပြောင်မြောက်လွန်းပါတယ် Rhaenyra ရဲ့ခံစားချက်ပိုင်းကစားတော်တော်များများကိုသူမရဲ့သေးငယ်တဲ့မျက်နှာအမူအရာတွေကနေအပြည့်အဝမြင်တွေ့နိုင်ပါတယ် Rhaenyra ကစားပြီးတော့မင်းပေါင်တွေလှုပ်လိုက်တာလေလို့မေးတဲ့အခါမှာသူမဟာဘေးလာနဲ့စာလုံးနဲ့တို့ကိုစကားပြောနေရလို့ထင်ရပေမဲ့သူမအသေးဆုံးသွားတယ်သူမရဲ့သားဖြစ်သူကိုစကားပြောနေတာဖြစ်ပါတယ်ဒီအခါတကယ်ကိုရင်ခွဲမတက်ခံစားရစေပါတယ် Rhaenyra ဟာစစ်ပွဲကြောင့်ကိုသားဖြစ်သူရဲ့ကိုယ်ပိုင်စင်ချင်းမဲမှုကြောင့်ကိုသူမရဲ့သားဦးကိုဆုံးရှုံးလိုက်ရရှာပြီးသူမလုံနေတာဆိုလို့သားဖြစ်သူရဲ့ယုံလောင်းကိုအော်ခဲငောင်ငန်းမှုပဲရှိပါတော့တယ်Sir Lawrence ကတော့သူ့ရဲ့တာဝန်ဝတ္တရားတွေကိုတစ္ဆာဖောက်ဖျက်ခဲ့တဲ့အတွက်တေတာနဲ့ထိုက်တန်နေဆိုတာသိလို့ Rhaenyra ထံကိုသူ့ရဲ့ဓာတ်ကိုကန်လန့်ခဲ့ပါတယ်။ Jace ရဲ့အစီအစဉ်ကအောင်မြင်ခဲ့တော့မှ Rhaenyra ကိုပိတ်လောင်ထားခဲ့တဲ့အတွက် Lawrence ရဲ့အသက်ကပေးဆက်ရမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အပိုင်းက Jace ရှင်းလင်းပြောခဲ့သလိုပါ။သူမရဲ့အသက်ကမင်းရဲ့အသက်ပဲ။ King's Guard တွေ Queen Guard တွေကဘာပဲဖြစ်ဖြစ်သူတို့ရဲ့အုပ်ချုပ်သူပုံမှာတစ္ဆာရှိကြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လဲ Game of the Throne နဲ့မှာ Jaime Lannister ကို Kingslayer လို့လူသိများခဲ့တာဖြစ်ပါတယ်။ဘရင်ယူကမျိုးရဲ့တဝက်လောက်ကိုတပ်ဖြတ်ဖို့စ조사နေခဲ့ရင်တော့မှ Jaime ကသူ့ကိုတပ်ပြီးချိန်ဆိုချက်ကိုဖျက်ဆီးခဲ့တဲ့အတွက်တစ္ဆာဖာတယောက်ဖြစ်နေသတ်မှတ်ချေခံခဲ့ရပါတယ်။ဒါပေမဲ့ Rhaenyra ဟာအစပိုင်းမှာတော့ Lawrence ရဲ့တေချောင်းကြံစီမဲ့ကန့်လန့်ချက်ကိုညှင်းပယ်ခဲ့ပြီးအခုလိုပြောခဲ့ပါတယ်။အဲ့ဒါကဘာထူးခြားသွားမှာမဟုတ်လို့လဲRhaenyra ဟာတေဆုံးခြင်းတွေနဲ့ပတ်သက်ပြီးစိတ်ကုန်နေပါတယ်။သူမဟာဝမ်းနဲ့ပူဆွေးမှုတွေရမ်းများလွန်းတာကြောင့်အခုချိန်မှာအရာအလုံးကသူမတို့အတိတ်ပဲမဲနေတယ်လို့ခံစားနေရတာပါ။နောက်တစ်ခါဖြစ်တဲ့ Gullet တိုက်ပွဲစီပြန်သွားရရင်တော့ကမ်းခြေမှာတိုက်ပွဲရဲ့နောက်ဆုံးလက်ကျန်ကျွညံထိုဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်။ Arlen of Hall ဟာပြီးခဲ့တဲ့တုန်းက Shara ကိုလိုဟာနဲ့တိုက်ခိုင်ရင်ရေထဲပြောက်ကွယ်သွားခဲ့တဲ့သူ့ရဲ့ဖခင် Collis ကိုလှေငယ်လေးတစ်စီးနဲ့လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Aerys ရုံးတော်ကနေမျက်စိထွက်ခွာလာတဲ့ Lady James Arryn ရှိရာ Vale ဒေသစီကိုဇက်ရှိန်ပြောင်းသွားပါတယ်။ Lady James ဟာအိမ်တော်မပြုတ်ခဲ့တဲ့ Maiden of the Vale လို့လူသိများပါတယ်။ဒါဟာမျိုးသမီးတူအနေနဲ့အုပ်ချုပ်ပိုင်ခွင့်ပေါ်စိတ်ခေါ်ခံရတဲ့
Rhaenyra ရဲ့ထိန်းခွင့်ရေးကိုသူမထောက်ခံရခြင်းအကြောင်းရင်းတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ James ဟာ Rhaenyra ရဲ့ဝန်ခံမောင်နှမလည်းဖြစ်ပါတယ်။အကြောင်းကတော့ Rhaenyra ရဲ့မိခင် Aemma ဟာ House Arryn ကနေမွေးဖွားလာခဲ့တာဖြစ်ပါတယ်။ House Arryn ရဲ့အမှတ်တရစေးကတော့တိတ်ငက်တစ်ကောင်နဲ့လာမင်းပုံဖြစ်ပြီးအဲ့ဒီအမှတ်တရကို James ဝစ်စေနာလေးဝေးရုံမှာတွေ့နိုင်ပါတယ်။ Rhaena ဟာကိုညီအတွက် Lady Jane စီကိုလှည့်ခဲ့ပါတယ်။ပြီးခဲ့တဲ့ season တုန်းက James က Rhaena အပြင် Rhaenyra ရဲ့အငယ်ဆုံးသားနှစ်ယောက်ဖြစ်တဲ့ Aegon 3နဲ့ Viserys တို့ကိုပါခေါ်လွန်ခွင့်ပေးခဲ့တာကိုသတိရမိမှာပါ။ဒါပေမဲ့ James နဲ့ Rhaena တို့ကတကယ်တမ်းတော့အဆင်မပြေခဲ့ကြပါဘူး။ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းကဆွေးနွေးခဲ့သလိုပါပဲ။ငကားစီးနှင်းသူတွေကသူတို့ရဲ့ခံစားချက်တချို့ကိုငကားတွေစီကူးဆက်စေတတ်ပါတယ်။ Shit Stealer ဒီလောက်ထိစိတ်တော့ကရောက်နေရတဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့သူက Rhaena ရဲ့အကြောင်းရုံးမှုကိုခံစားသိရှိနေလို့ဖြစ်ပါတယ်။ James ကအခုလိုပြောပါတယ်။မင်းက Pantos ကိုသွားမင်းတင်မောပေါ်မှာရှိနေရမှာမဟုတ်ဘူးလား။ James က Rhaena ကိုထွက်သွားဖို့မောင်းထုတ်ခဲ့ပေမဲ့ Rhaena ကရှင်ငကားတစ်ကောင်လိုချင်သလားမလိုချင်ဘူးလားလို့မေးလိုက်တဲ့အခါမှာရက်တန့်သွားပါတယ်။ Lady James နဲ့ Rhaenyra တို့ရဲ့သဘောတူညီချက်တစ်စိတ်တစ်ပိုင်းကတော့ Rhaenyra အနေနဲ့ Vale ဒေသကိုကာကွယ်ဖို့ငကားတွေဆေးလို့ပေးရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဒါပေမဲ့ James က Rhaenyra ဟာကြီးပင်းသားငကားစားဥကနေပေါက်ခါစားငကားပေါက်လေးနှစ်ကောင်ပဲပို့ခဲ့တဲ့အတွက်လှည့်စားခံရတယ်လို့ခံစားခဲ့ရပါတယ်။အခုတော့ Rhaena ကတစင်း James တယောက်သူမတကယ်လိုချင်နေတဲ့အကာအကွယ်ကိုနောက်ဆုံးမှရရှိနိုင်တော့မှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ချင်းသေးတွေနဲ့ Lannister စစ်တီတွေခေါင်းပြတဲ့ဝင်းရံလန်တိုက်ပွဲသချင်းတီဆိုနေကြတဲ့ Daemon ရဲ့ Riverman တပ်ဖွဲ့နဲ့ Winterfell တပ်ဖွဲ့တို့စီပြန်ပြောင်းသွားပါတယ်။ကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းကဒါကမပြောဖြစ်ခဲ့ပေမဲ့ Lannister တပ်မတော်ကစစ်ပွဲတွေကိုတကယ်ချင်းသေးအစ်စ်တွေကိုပါတခါလေးတည်ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။အဲဒီချင်းသေးတွေကိုပြီးခဲ့တဲ့ season နဲ့ Battle of the Redford တိုက်ပွဲတုန်းကကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ပြီးခဲ့တဲ့နောက်သချင်းဆိုနေကြတဲ့သူတွေထဲမှာပြီးခဲ့တဲ့အပိုင်းကကျွန်တော်တို့စတင်ခဲ့ရတဲ့ Winterfell တပ်ဖွဲ့ရဲ့ခေါင်းဆောင် Roddy the Ruin လည်းပါဝင်ပြီး Riverland ဒေသတခင်ငယ်လေးဖြစ်တဲ့ Oscar Tully နဲ့ Black Ellie တို့လူသိများတဲ့ Alicent Blackwood တို့ကိုလည်းမြင်တွေ့ရပါတယ်။သူမဟာစာအုပ်ထဲမှာတော်လည်းရေးပါတဲ့ဇာတ်ကောင်တူဖြစ်ပါတယ်။သူမအထူးကျွန်နဲ့မြတ်ပြည်သမားတယောက်ဖြစ်တယ်လို့တိုက်ပွဲပြူအောင်မှုလေးဖြစ်တာမို့မကြခင်မှာသူမရဲ့အခန်းကဏ္ဍတွေကိုပိုပြီးမြင်တွေ့ရဖို့အားလုံးကစိတ်လှုပ်ရှားနေကြပါတယ်။စစ်တီကြားထဲမှာတော့ယင်းနီးပြီးသားဖြစ်တဲ့ Hawkcrest တော်တော်များများကိုမြင်တွေ့ရမှာပါ။ Oscar Tully ရဲ့စစ်တီတော်တွေက Riverland တပ်ဖွဲ့ကိုဦးဆောင်နေတာမို့ House Tully ကတော့အသေးချာပါဝင်နေပါတယ်။ Tully စစ်တီတွေရဲ့ပကုံးတက်ကြကတွေကသူတို့ရဲ့အမတ်တစိတ်စေးကကိုရည်ညွှန်းတဲ့အနေနဲ့ငါးကြီးကုန်ပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။မွေရင် Game of Thrones နဲ့မှာ Catelyn Stark က Tully အိမ်တော်ကနေမွေးဖွားလာသူဖြစ်ပြီးသူမရဲ့ဦးလေးဖြစ်တဲ့ Blackfish ကလည်းပြောင်ပြောင်းတဲ့စစ်တီတော်တူဖြစ်ခဲ့ပါတယ်။ကြည့်ရတဲ့ Oscar ဟာ Catelyn မောင်ဖြစ်သူ Edmund ထက်ဆိုင် Blackfish နဲ့ပို့ပြီးတော့တူပုံရပါတယ်။ဒါ့အပြင် Hawk Milster ရဲ့အမတ်တစိတ်ကိုဝစ်စင်ထားတဲ့စစ်တီတွေကိုလည်းမြင်တွေ့ရပါတယ်။ Jason Milster ဟာ A Sound of Ice and Fire စာအုပ်တွေထဲမှာမကြာခဏပါဝင်လက်ရှိရဲ့ဇာတ်ကောင်တစ်ခုဖြစ်ပြီး Star အိမ်တော်ရဲ့မဟာမိတ်တူဖြစ်ပါတယ်။သူတို့က Dance of the Dragon စစ်ပွဲသမိုင်းမှာကုန်းနေတိုက်ပွဲဖြစ်လူသိများတဲ့ Battle of Lake Shore အကြောင်းကိုသချင်းဆိုနေကြတာဖြစ်ပါတယ်။ဇလန်တွေကတခြားတိုက်ပွဲတွေလိုပဲကျွန်တော်တို့ကတိုက်ပွဲရဲ့နောက်ဆက်တွဲရလဒ်ကိုပဲမြင်တွေ့ရတာဖြစ်ပေမဲ့တေဆုံးပျက်စီးမှုပမာဏကတော့အလွန်ကြီးမားပါတယ်။ဒီဆိုးဝါးတဲ့တိုက်ပွဲမှာထက်တန်းလွှာမျိုးနယ်စုဝင်များပြပြင် Winterfell တပ်ဖွဲ့သုံးပုံတစ်ပုံကျော်တေဆုံးခဲ့ရပါတယ်။ဒါပေမဲ့သူတို့က Lannister တပ်မတော်ကြီးကိုတော့အမြင့်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Daemon ဟာဂျေးတေဆုံးတဲ့သတင်းကိုကြားတဲ့အခါသူကချက်ချင်းပဲထွက်ခွာဖို့ပြင်ပါတယ်။သူဟာသူ့ရဲ့စစ်တပ်ကိုမစ်ရှင်မျိုးမျိုးစီချက်ချင်းစီလုပ်ခဲ့ပေမဲ့သူ့ရဲ့မရပါသားတေဆုံးမှုကသူ့ကိုတကယ်ပဲထိခိုက်ခံစားရစေတဲ့ကိုမြင်တွေ့နိုင်ပါတယ်။အဲဒီနောက်မှာတော့ရေတောက်နေတဲ့ Daemon ရဲ့ငကားကိုတွေ့ရမှာဖြစ်ပြီးဆုံးမကလည်းတိုက်ပွဲထဲမှာကိုကြီးပေးထားမှုတဲ့အတွက် Daemon စီကနေတိုက်ပွဲအနိုင်ရစုလက်အနေနဲ့သူ့ကို Harling Hall ကိုပေးဖို့တောင်းဆိုနေပါတယ်။သူဟာအဲ့ဒီနေရာမှာပဲသူမရဲ့ဘဝတတန်းတစ်လျှောက်လုံးနေထိုင်ခဲ့တာလို့ပြောပါတယ်။ Mr. တွေကတော့သူမရဲ့အသက်တန်းဟာနှစ်ပေါင်းများစွာရှိနေပြီလို့ဆိုကြပါတယ်။သူမ Harling Hall ကိုတောင်းရတာကဒီနေရာကိုလူတွေအမြဲတမ်းလက်ဆင့်ခံပြောင်းလဲနေပေမဲ့ဘယ်သူမှတန်ဖိုးမထားလို့တောင်းရတာဖြစ်ပါတယ်။ Daemon ကဒါကိုစဉ်းစားဖို့တော့ညှိဆန်ခဲ့တဲ့အတွက် Alice ကိုလုံမင်းဒေါသထွက်စေခဲ့ပါတယ်။နောက်ခန်းမှာတော့ Bella နဲ့ Arlyn တို့က Collins နဲ့ပတ်သက်တဲ့အမှတ်တရတွေဝမ်းနဲ့ပူဆွေးမှုတွေပုံမှာအချင်းချင်းစာနာနားလည်ပြီးရင်းနှီးသွားကြပါတယ်။ဒီဇက်ကောင်တို့ကအခုမှပထမဦးဆုံးညစတွေ့ဘူးတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီ season တစ်ခုလုံးမှာတော့သူတို့ညကိုအတူတူပို့ပြီးမြင်တွေ့ရဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်။အတန်ကလည်း Collins ကိုလိုက်လံရှာဖွေနေပြီးသူငကားစီးနေတဲ့အချိန်မှာ House Velaryon ရဲ့တင်းမျိုးစစ်ထွက်ပေါ်လာပါတယ်။ဒါဟာဒီဘက်မှာ Collins နဲ့သူ့ရဲ့သားတွေကို Velaryon အနွယ်ဝင်နေပြီးတရားဝင်နာမည်ပေးတော့မယ်ဆိုတဲ့ကြိုးတန်ရရောင်ပြတဲ့သဘောဖြစ်ပါတယ်။ Seasmount နဲ့ Adam နှစ်ယောက်လုံးကကမ်းခြေမှာ Collins ရဲ့စပင်ဖြူဖြူကိုလှမ်းမြင်လိုက်ရပြီးသူ့ကိုကယ်ဆယ်ဖို့ပြန်တန်းစဉ်းစားလာခဲ့ပါတယ်။ Seasmount ဟာ Adam ရဲ့ငကားမဖြစ်ခင်တော့က Lennon Velaryon ရဲ့ငကားဖြစ်ခဲ့တာမို့လို့ငကားကိုယ်တိုင်ကလည်း Velaryon အနွယ်ဝင်နေတဲ့သက်ဆိုင်နေတာဖြစ်ပါတယ်။အဲဒီနောက် Bloodtain ဘက်ကဖမ်းသွားတဲ့ကြီးကန်းလှဲတဲ့က Larys နဲ့ Aegon တို့စီကိုပြန်သွားရအောင်ပါ။ဒီစကားပြောခန်းကတကယ်ရည်နေရပါတယ်။မင်းကြိုက်ခဲပြောက်စီထပ်မတောင်းတော့ဘူးပဲငါမင်းနဲ့စကားမပြောစောက်ယူရဲ့သူ့ရဲ့အမှားများစွာကြားကပဲ Aegon ဟာအမြဲတမ်းအနောက်ပြောင်ဆုံး Targaryen တယောက်ဖြစ်ခဲ့ပါတယ်။အခုဆိုရင်သူနဲ့ Larys တို့က Resto ရဲ့အကောင်းဆုံးဟာတာအတွက်ဖြစ်ပူးပေါင်းလိုက်ကြပါပြီ။ဒီလိုနဲ့သူတို့ရဲ့မြင်းလေကို Time Roshi စစ်တီတွေကဝင်ရောက်တိုက်ခတ်ကြပြီးအဲ့ဒီစစ်တီရဲ့ပြောင်ပြောင်စပယ်နဲ့မုတ်စိတ်မွေးကိုကြည်ချင်းအဖြစ်သိနိုင်ပါတယ်။ပြီးခဲ့တဲ့ season တုန်းက Thailand Lannister တရား Triangle စီသွားရောက်လေပတ်ခဲ့စဉ်တုန်းကလည်းဒီလိုပုံစံမျိုးတွေကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။အခုဒီစစ်တီတွေကဂူလက်တိုက်ပွဲကနေကျွင်းကြံရတဲ့ Triangle စစ်တပ်ရဲ့လက်ကျန်အင်အားစုတွေဖြစ်ပါတယ်။ Aegon ဟာအာနာမိတ်အစွမ်းမဲ့နေရတဲ့ခန်းစားချက်ကိုအမြဲတမ်းမုန်းတီးသူဖြစ်လို့အခွင့်ရရချင်းမှနေတေဆုံးနေတဲ့လောက်တစ်ခုစီကနေချိုးပေးနေတဲ့မြားတစ်စင်းကိုလက်နက်ဖြင့်ယူဆောင်လိုက်ပါတယ်။ Larys ကလှဲဖို့ကကြီးကန်းလောင်နေတဲ့စစ်တီကိုကောင်းကိုရိုက်ချလာပြီး Aegon ကအဲ့ဒီများကိုတုံးချလိုက်ပါတယ်။ Larys က Dragonstone ကြီးဆက်လက်ခင်းနေနိုင်မှုတဲ့စိတ်ကမ်းမျိုးဖြစ်တဲ့ Duskon Day စီဦးတည်သွားချင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ season တုန်းက Creston Court တယောက် Duskon Day မျိုးကိုတိုက်ခိုက်ဖျက်ဆီးပြီးအဲ့ဒီမျိုးရဲ့တခင်ကိုတပ်ဖြတ်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့် Grey Bird တော်သားတွေအဲ့ဒီနေမျိုးကိုထိန်းချုပ်ထားတာမှန်ပေမဲ့ Aegon ကတော့ Roosevelt စီသွားဖို့ပဲဆိုတင်ပြောဆိုနေပါတယ်။ Roosevelt စကားတိုက်ပွဲတွေမှာ Aegon တယောက်သူ့ရဲ့ညီဖြစ်သူရဲ့ငကားမိတော့ကြောင့်မီးလောင်တန်ရာတွေနဲ့ကောင်းကင်ဘုံကနေပြုတ်ကျခဲ့နေရဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ငကား Sunfire ကိုနောက်ဆုံးမြင်တွေ့ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။
ဇလန်နဲ့မှာတော့ Aegon ဘာကြောင့်အဲ့ဒီနေရာကိုသွားချင်ရလဲဆိုတာအခုထိမပြောသေးပါဘူးဒါပေမဲ့စာအုပ်ဖတ်ဖို့သူတွေကတော့ရိပ်မိနိုင်ပါတယ်ကမ်းခြေကဇလန်ကိုပြန်သွားရရင်တော့ college ကသူ့ရဲ့မိသားစုတွေဖြစ်တဲ့တားနှစ်ယောက်ဖြစ်သူအဒန်နဲ့အာလင်ပြီးတော့သူ့ရဲ့မိမလင်ဘေးလာတွေနဲ့တူထိုင်နေပါတယ်အဒန်ကအမြဲတမ်းညီကိုနှစ်ယောက်တည်းမှာပိုပြီးခွင့်လွှတ်တတ်သူဖြစ်တာကြောင့် college ထားရနိုင်မှုသူ့လက်ကိုကမ်းပေးပါတယ် college ကဘရင်တွေရဲ့ခွင့်ပြုချက်နဲ့လုံဆောင်လို့ရတဲ့အတိုင်းအာလင်နဲ့အာဒန်တို့ကို Valeriano အနွယ်ဝင်တရားဝင်သားသမီးတွေဖြစ်သတ်မှတ်ပေးလိုက်ပါတယ်အဲ့ဒီနောက် Rocky ရဲတိုင်မှာ Alicent က Vega တကောင် Harry Horsey ပြန်တန်းထွက်ခွာသွားတာကိုငေးကြည့်နေပါတယ်သူမရဲ့စီစဉ်တွေကအခုထိတော့အောင်မြင်နေပေမဲ့သူမရဲ့မျက်ဝန်းတွေထဲမှာတော့ကြောင်ရုံမှုတွေရှိနေစေဖြစ်ပါတယ်သူမဟာသူမနဲ့ Helena တွေလွတ်မြောက်မှုအတွက်နဲ့လဲလှယ်ပြီးသူမရဲ့သားတွေကိုစနစ်တကျစတဲ့ဖို့သဘောတူခဲ့တာဖြစ်ပါတယ်သူမဟာမျိုးစောင့်တပ်ဖွဲ့ရဲ့တမှုလူသားလန်ချန်ကိုရှာဖို့ထွက်လာခဲ့ပါတယ်အခုဒီဇလန်ထဲမှာတော့သူကအရင်ကမမြင်ဘူးသေးပေမဲ့စာအုပ်ထဲမှာတော့သူ့ရဲ့နောက်ခံသမိုင်းကြောင်းနေငယ်ရှိပါတယ် Green Bird တော်သားတွေ King's Landing ကိုထိန်းချုပ်လိုက်စဉ်တုန်းကသူတို့ကမျိုးစောင့်တပ်ရဲ့ကပတိအားလုံးကိုဆင့်ခေါ်ပြီးစစ်ဆေးမေးမြန်းခဲ့ကြပါတယ်အဲ့ဒီတဲက9ယောက်မှာ9ယောက်က Aegon ဘောတစ္ဆာရှိလို့တတ်မှတ်ခြင်းခံခဲ့ရပြီးအဲ့ဒီ9ယောက်ထဲကမှလူသားလန်ချန်ကတမှုတစ်ဖြစ်နဲ့ခန့်အရင်ခံခဲ့ရတာဖြစ်ပါတယ်လာချန်ကစာအုပ်ထဲမှာတော့ Demo ဘောတစ္ဆာရှိသူတို့ဖြစ်ပြီး Black Bird တော်သားတွေမျိုးကိုတိမ်ပိုက်တဲ့ခါမှာ Green ဘောပြန်လည်ဆန့်ကျင်ခဲ့သူဖြစ်ပြီးဒီပိုင်းမှာလေသူကအဲ့ဒီတိုင်းပဲလှုပ်ဆောင်ခဲ့ပါတယ်သူကတစ္ဆာဖောက်လို့ခေါ်ခံရတဲ့ကလာချန်က Demo ကကျွန်တော်တို့ကိုဒီဝေးရုံနေပေးခဲ့တာအဲ့ဒါတွေကိုဘယ်လိုပဲလှန်ကြည့်ရွှေရောင်ကတော့ရွှေရောင်ပါပဲလို့ပြန်ပြောခဲ့ပါတယ် Bluff နဲ့ Cheese Dog ကလည်းသူ့ပုံမှာပဲတစ္ဆာရှိခဲ့တာကြောင့်မို့လို့ Demo ကမျိုးစောင့်တပ်ဖွဲ့ကိုသူ့ရဲ့အကျိုးရှိရသုံးချနိုင်ခဲ့ဘူးပါတယ်အစောပိုင်းတုန်းကတော့ Demo ကိုအသေးစားကောင်စီတွေကနေဖယ်ရှားပြီးဖို့ကြိုးပမ်းတဲ့အနေနဲ့ Off the Hype Tower ကိုယ်တိုင်ကပဲ Demo ကိုမျိုးစောင့်တပ်ရဲ့တမှုဖြစ်နေရာလူပေးခဲ့ပြီးလှောင်ပြောင်ခဲ့ဘူးပါတယ် Dragonstone စီမှာတော့ Demo ပြန်ရောက်လာပြီးသူ့ကို Hoof Hammer နဲ့ Off Dog ကလာရောက်ကြိုဆိုကြပါတယ်အခု Off က Demo ကို Root Prince လို့ခေါ်ပြီးဖလဲတကယ်လို့ဖို့ကြိုးစားပါတယ်ဒါက George R.R. Martin ရေးသားခဲ့တဲ့ Demo နဲ့ Viceroy တို့ကြောင့်လုံခြုံဝိထုတွေအမည်ဖြစ်တယ်လို့ Season 1 Episode 2ရဲ့အမည်လည်းဖြစ်ပါတယ် Off က Demo ရဲ့ဖေးတူမေခွဲညီကိုတော်ဆက်တာကြောင့်အခုလိုရင်းနှီးသလိုလုံနေတာဖြစ်နိုင်ပေမဲ့ Vega ကိုစောင့်ဆိုင်နေရမယ် Harry Horney ကသူတို့ရဲ့တောင်ဝေးကြနေရကိုဆုံးခါလာခဲ့တဲ့အတွက် Hoof နဲ့ Off Dog ကိုစိတ်ဆိုးပြီးစူပူကျိမ်းမောင်းခဲ့တဲ့ Demo စီကနေတော့ဘာမှများရှိခဲ့ပါဘူး Demo နဲ့ Mysaria တို့ကတကယ်ကိုရှည်လျားတဲ့နောက်ခံသမိုင်းကြောင့်ရှိခဲ့ကြပါတယ်သူတို့ငယ်ရွယ်စဉ်တုန်းက Mysaria ဟာဖြော်ပြဲအိမ်တစ်ခုကလိန်လုံသားတူဖြစ်ခဲ့ပြီး Demo ကတော့သူမရဲ့ဖောက်သည်ဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာသူကသူမကိုကာကွယ်ပေးဖို့ဂရီပေးခဲ့ပြီး Dragonstone စီသူမကိုခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့သူမကိုဘေးကင်းအောင်ထားမယ်စားသူမကိုသူ့ရဲ့ဒုတိယဇနီးဖြစ်တင်မြောက်တော့မှာဖြစ်တယ်လို့သူမမှာသူ့ရဲ့ရင်သွေးလေးရှိနေပြီးတော့တနိုင်ငံလုံးကိုကြီးညာခဲ့ပါတယ်ဒါပေမဲ့ဒီအချက်နှစ်ချက်လုံးကမမှန်ကန်ပါဘူးကျွန်တော်တို့သိသလောက်တော့ Demo မှာသူမကိုလက်ထပ်ဖို့စီစဉ်မရှိခဲ့သလိုသူမကလေးမရနိုင်ကြောင်းကိုလည်းစီစဉ်2ထဲမှာထုတ်ဖော်ပြောပြခဲ့ပါတယ်စာအုပ်ထဲမှာတော့ Lady Mystery ဟာအရေးပါတဲ့ဇာတ်ကောင်တူဖြစ်ခဲ့ပေမဲ့သူမဟာ Rhaenyra ထက်ဆိုင် Demo ရဲ့ချစ်သူပိုဖြစ်ခဲ့ပါတယ်သူမတစ်ချိန်ကသူ့ရဲ့ရင်သွေးကိုအမှန်တကယ်ကိုဝင်ရခဲ့ဘူးမယ်ကလေးပြတ်ကျသွားခဲ့ပါတယ် Mysaria နဲ့ Demo တို့အချင်းချင်းချစ်တယ်ဖြစ်နေကြပြီးသူတို့နှစ်ယောက်လုံးဟာ Rhaenyra ရဲ့အချစ်ကိုရရှိဖို့ပြန်ဆိုင်နေကြတာကိုထင်ရှားပါတယ်နောက်ဆုံးမှာတော့ Mysaria ဟာ Demo နဲ့တန်းတဲ့နေရာထိတန်လန်းလာပြီးသူမကိုသူနဲ့ဒန်တို့အဆင့်ဖြစ်ကြောင်းနဲ့သူ့ရှိမှဘယ်တော့မှအောက်ကျခံမှာမဟုတ်ကြောင်းပြသလိုက်တာပဲဖြစ်ပါတယ် Rocky ရဲတိုက်စီပြန်သွားရရင်တော့ Alicent ရဲ့သစ္စာရှိအဆောင်ရှောက် Sir Rickard Throne ကသူမရဲ့လောက်ရတွေနဲ့ပတ်သက်ပြီးလာရောက်ရင်ဆိုင်မေးမြန်းပေမဲ့သူမကတော့သူ့ကိုဂူးမဆိုင်ပဲလှစ်လူရှုခဲ့ပါတယ်ပြီးခဲ့တဲ့ season တော့က Kingswood တော်စီ Alicent သွားရောက်ခဲ့တဲ့ခေတ်စဉ်မှာ Sir Rickard ကလိုက်ပါဆောင်ရှောက်ပေးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်အဲဒီနောက်မှာတော့ Dragonstone စီဇလန်ကပြောင်းသွားပြီး Demo က Rhaenyra ကိုနှစ်သိမ့်မှုစူးစမ်းနေပါတယ်အခု Rhaenyra ကသူ့ကို Shit Trailer နဲ့သူ့ရဲ့စင်းနှင်းသူကိုလိုက်လံရှာဖွေဖို့အမိန့်ပေးလိုက်ပါတယ်ဒါဟာ Demo တော်ငကားစင်းနှင်းသူဟာတကယ်တမ်းတော့သူ့ရဲ့သမီးဖြစ်သူဖြစ်နေမှတည်သွားတဲ့အချိန်မှာစိတ်ချမ်းသာစရာဖြစ်လာမှာမဟုတ်ပါဘူး Rhaenyra ကဒီစစ်ပွဲမှာသူမကြောင့်ပါဝင်ပတ်သက်ခဲ့ရတဲ့ဘောဝမ်းနဲ့ပူဆွေးနေပြီးသူမထိနှမ်းရရှိဖို့ကြိုးပမ်းမှုကြောင့်သာသူမရဲ့သားတွေတည်ဆုံးခဲ့ရတာလို့ဆိုပါတယ်ဒါပေမဲ့ Demo ကတော့သူမကိုလက်လျှော့ရှုံးပေးခွင့်ပြုမှာမဟုတ်ပါဘူးပြီးခဲ့တဲ့ season တော့က Alice River ဟာ Aegon ရဲ့အိမ်မက်ဖြစ်တဲ့ A Sound of Ice and Fire နမိတ်အာယုန်တွေကိုသူ့ကိုပြသခဲ့ပါတယ်အခုချိန်မှာတော့သူအမှန်တရားကိုသိရှိသွားခဲ့ပါပြီအဲ့ဒါကတော့ခဏပြည်တော်စီလုံးညင်ညွန့်လှုပ်ဆောင်ခြင်းဟာ Aegon နဲ့ Rhaenyra တို့အာဏာလူပွဲတာပုံမတိပဲရှိတယ်ဆိုတာပါပဲဒါဟာ Resto ကတက်ရှိတွေအားလုံးမျိုးတုံးပြက်စီးမဲ့ဘေးကနေတားဆီးဖို့ဖြစ်ပါတယ်သူအာဏာက Regis ရာနဲ့ Daenerys နဲ့သူမရဲ့ငကားတွေကြောင့်နမိတ်အာယုန်ကိုမြင်တွေ့ခဲ့တာဖြစ်ပါတယ် Demo ဟာ Rhaenyra ကိုသူမငယ်စဉ်တုန်းကလိုပဲ High Valyrian ဘာသာစကားနဲ့ပြောဆိုခဲ့ပြီးသူတို့ကအဲ့ဒီဘာသာစကားကိုတည်တံ့စကားပြောဆိုဖို့လည်းအသုံးပြုကြတာဖြစ်ပါတယ်ဒီ Prophet ပြုချက်ဟာ Targaryen နွယ်စုတွေရဲ့ရှုံးဝတ်ချက်လေးဖြစ်တာကြောင့်သူတို့ဘာချောင်းမြောင်းနားထောင်မဲ့အန်တွေကနေကာကွယ်ဖို့ Valyrian ဘာသာစကားနဲ့ပြောဆိုနေကြတာဖြစ်ပါတယ်နောက်ခါမှာတော့ Alicent ဟာထွက်ပြေးတိမ်းရှောင်မှုနဲ့သူမရဲ့ပစ္စည်းရာတွေကိုသိမ်းဆည်းနေပါတယ်သူမဟာသူမနဲ့ Helena တို့အသက်ရှင်ရည်တည်နိုင်မှုအတွက်ပြန်လည်ရောင်းချနိုင်မယ့်ယတနာချို့ကိုယူဆောင်နေစဉ်မှာအသေးစားကောင်စီဥပဒေရေးရာရှိဖြစ်သူ Lord Jasper Wine ကသူမကိုတားဆီးခဲ့ပါတယ် Jasper ကိုဥပဒေပေါ်တင်းကျပ်ပြတ်သားတဲ့သူ့ရဲ့သဘောထားတွေကြောင့် Iron Roof လို့လူသိများပါတယ် Lord Jasper နဲ့ Alicent တို့ဟာပြီးခဲ့တဲ့ချိန်တုန်းကလည်း Green ကောင်စီကသူမကိုအတိမပေးဘဲ Aegon ကိုထိနှက်တင်ဖို့တိတ်တဆိတ်ကြံစည်ခဲ့ကြတော့တခါပဋိပက္ခဖြစ်ပွားခဲ့မှုပါတယ်ဒီလိုနဲ့စကားများပြီး Alicent ကိုစော်ကားဖို့လို့မှ Mr. ကြီးရောက်လာတဲ့နဲ့အဆုံးသတ်ထားပါတယ်ဒီနေရာမှာတော့နောက်ဆုံးမှာသူမဟာ Jasper ကိုပြန်လည်တိုက်ခိုက်ခဲ့ပြီးဒါဟာသူမရဲ့ခန္ဓာကိုယ်နဲ့သူမရဲ့ဘဝကိုစုံမိုးချုပ်ကင်ထားတဲ့စနစ်စိုးကြီးကိုရရဆက်ဆက်ပြန်လည်တော်လှန်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်အဲဒီနောက် Rhaenyra ဟာ Alicent စကားကိုယုံကသူ့ရဲ့လက်နက်ချတဲ့အစီအစဉ်ကိုယုံကြည်ပြီး King's Landing ကိုသိမ်းပိုက်ဖို့ပြင်ဆင်ပါတယ် Demo နဲ့ Mysaria တို့ကအစောပိုင်းမှာကန့်ကွက်ပေမဲ့နောက်ပိုင်းမှာတော့ Demo ကလက်ခံခဲ့ပြီး Mysaria ရှေ့မှာပြုံးပြီးတော့ထွက်ခွာခဲ့ပါတယ်ဒီနေ့ကတော့ဒီနေရာကနေဖြတ်ထားပါမယ်မနက်ဖြန်မှာအဆုံးသက်ကိုတင်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်